ဒါကြတော့တစ်ဆက်သေးလေတောင်ပေါ့နော်တစ်ဆက်သေးလေတောင်မှာအမကရင်စီပတန်နဲ့တွားပေးထားမယ်အဲ့တော့အဲ့ဒါကိုဒါအမကအုံကွက်ထဲတဲ့ပတန်နဲ့မသုံးဘဲနဲ့ရိုးရိုးဒီအခြေခံ basic ပတန်နဲ့ပဲဆွဲပြပေးတယ်နော်အုံကွက်မထည့်ထားအောင်အဲ့တော့တို့လေးစာဆွဲမယ်ဆိုရင်တော့ချမ်းနေစပြီးတော့ဆွဲပေးပါမယ်အဲ့တော့ဆဆမယ်ဆိုရင်ဂုံမခါကို16လက်မအစာသွင်းပေးထားမယ်ပခုံးမြင့်ကို9လက်မအောက်ကို3.6လက်ပင်မောက်တီအပေါ်ကို3လက်မပြီးတော့မှသူဒီလေတောင်ဖြစ်တဲ့အတွက်သူ့ရဲ့အပေါ်ကိုဘယ်လောက်ထောင်တက်မလဲဆိုတော့1လက်မထောင်တက်ပေးမယ်အထဲကိုနှစ်ခွဲဝင်ပေးထားမယ်ပြီး3လက်မနဲ့6စိမ့်နဲ့ဆက်မယ်ဂုံမခါကိုတဝက်ဝက်မယ်တဝက်ကနေမှရင်ကိုအဆက်ချမြန်မာတဲထောင်ပခုံး6စိမ့်ကနေမှဂျာမြင်ဆွဲပေးမယ်3ပုံပုံမယ်အောက်ဆုံးမကနေရင်မြင်ဆွဲမယ်ဒုတိယမကနေနောက်ရင်ကျဲမြင်ဆွဲမယ်6စိမ့်ကနေမြန်မာတဲထောင်မယ်နောက်ရင်ကျဲကို9လက်မရင်10လက်မဂျာ10လက်မနောက်ရင်ကျဲနဲ့ရင်မြင်နဲ့ကိုပိတ်ကွေးနဲ့ဆက်ပြီးခါနေရကနေခါဖြည့်9လက်မအစာသွင်းမယ်ရင်နဲ့ခါနဲ့ကိုဆက်မယ်ရင်ကွာမှတ်ပြီးတော့အောက်ကို1လက်မဆင်းမယ်သူ1လက်မဆင်းတဲ့နေရာနေမြင်ဖြောင်းဆွဲမယ်ခါနေရကနေဘဲလေးစိတ်ညာလေးစိတ်ဒါဆိုရင်နောက်ချမ်းအဲ့တော့နောက်ချမ်းရပြီဆိုရင်နောက်ချမ်းနဲ့ပုံစံတူတစ်ခုကိုတွားပေးထားမယ်အဲ့တော့နောက်ချမ်းပုံစံတူပြီးဒီနောက်ချမ်းကိုဖေထုံးမယ်ရှေ့ချမ်းပြောင်းပေးမယ်ရှင်မြင်ဆွဲပေးထားမယ်ရှင်းကျဲမြင်ဆွဲပေးထားမယ်ပခုံးကနေမှလေးစိမ့်ဝင်ပေးမယ်ရှင်းကျဲကိုလေးစိမ့်ဝင်ပြီးတော့ရှေ့ကျန်းချိုင်းကိုဝိုက်ပေးမယ်ရင်ကွာမှတ်ပြီးတော့မှရင်ထိတ်ချမြင်ဖြောင်းဆွဲခါနေရကနေဘဲလေးစိမ့်ညာလေးစိမ့်အဲ့ဒါပြီးဆိုရင်ရှေ့ရင်ကျဲကနေပြီးတော့မှရှေ့ကျဲနဲ့ရင်မြင်ရဲ့တဝက်သူ့တဝက်နဲ့ရှင်းကျဲနဲ့ကိုပါလို့မလဲဆိုပိတ်ကွေးနဲ့လာဆက်ပေးမယ်တောက်ထိတ်ကနေမှမြင်ဖြောင်းဆွဲပေးထားမယ်ဘဲလေးစိမ့်ညာလေးစိမ့်ကိုစားပေးထားမယ်အဲ့ဒါပြီးပြီဆိုရင်သူ့ရဲ့ဒီလက်ပင်ထိတ်နဲ့အမတို့ကဒီဟာနဲ့ကိုပိတ်ကွေးနဲ့လာပြီးတော့ဆက်ပေးထားမယ်ဒီဘက်ကလေးစိတ်စားတာနဲ့ကိုအဲ့တော့ရှေ့ကျန်းဒီအပိုင်း1အပိုင်း2အပိုင်း3ဒါကအခြေခံပတန်เนาะအဲ့တော့ဒီအပိုင်း3ပိုင်းကိုဖြတ်ချမယ်မလိုတဲ့ဟာလေးကိုဖြတ်ချအဲ့တော့ဒါဒီအပိုင်း3အပိုင်း2အပိုင်း1အဲ့တော့အခုဆက်ပြတဲ့အင်ဂျီပုံကဒီပုံစံလေးပါ